အားလုံးပဲမင်္ဂလာပါရှင် Blossom English ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့နေမကောင်းဖြစ်တဲ့အခါအသုံးပြုနိုင်တဲ့ English vocabulary နဲ့ speaking pattern လေးတချို့ကိုဝင်ပြပေးသွားချင်ပါတယ်။ကဲဒါဆိုရင်စလိုက်ကြရအောင်။ပထမအဆုံး pattern လေးကတော့ I have သို့မဟုတ် I have got plus health problem ဖြစ်ပါတယ်။ဒီ health problem နေရာမှာမိမိတို့ဖြစ်နေတဲ့ရောဂါတွေကိုထည့်ပြီးတော့အသုံးပြုပြောဆိုနိုင်မှာဖြစ်ပါတယ်။ဥပမာအားဖြင့် I have a headache I have a headache ခေါင်းကိုက်နေတယ် I have a toothache. I have a toothache. သွားကိုက်နေတယ် I have an earache. I have an earache. နားကိုက်နေတယ် I have a stomachache. I have a stomachache. ဖိုက်အောင်နေတယ် I have a backache. I have a backache. ခါနာနေတယ် I have a sore throat. I have a sore throat. လက်ချောင်းနာနေတယ် I have sore eyes. I have sore eyes. မျက်စိနာနေတယ် I have constipation. I have constipation. ဝင်းချုပ်နေတယ် I have a runny nose. I have a runny nose. နှာစေးနေတယ် I have a cough. I have a cough. ချောင်းဆိုးနေတယ် I have a cold. I have a cold. အေးမိနေတယ် I have the flu. I have the flu. တုပ်ကွေးမိနေတယ် I have a fever. I have a fever. အဖျားရှိနေတယ် I have a blocked nose. I have a blocked nose. နှာပိတ်နေတယ် I have a broken arm. I have a broken arm. လက်ကျိုးနေတယ် I have a broken leg. I have a broken leg. ခြေထောက်ကျိုးနေတယ်စသဖြင့်မျိုးမျိုးအစားထိုးပြီးတော့အသုံးပြုနိုင်ပါတယ်နောက်ထပ် pattern လေးအနေနဲ့ကတော့ကိုခံစားနေရတာတွေကို I feel plus adjective အနေနဲ့အသုံးပြုနိုင်ပါတယ်ဒါမှမဟုတ်ရင်လည်း I'm feeling plus adjective ပေါ့ဥပမာအားဖြင့် I feel sick. I feel sick. နေမကောင်းဖြစ်နေတယ် I feel weak. I feel weak. အားနည်းနေတယ် I feel tired. I feel tired. ပင်ပန်းနေတယ် I feel dizzy. I feel dizzy. ခေါင်းမူနေတယ်နောက်ထပ် pattern လေးတစ်ခုကတော့ I am plus present participle ဖြစ်ပါတယ်ဒီနေရာမှာလောလောဆယ်မိမိလက်ရှိဖြစ်နေတဲ့အရာကိုထည့်ပြီးတော့အသုံးပြုနိုင်ပါတယ်ဥပမာအားဖြင့် I am sneezing. I'm sneezing. ငါနှာချေနေတယ် I'm coughing. I'm coughing. ငါချောင်းဆိုးနေတယ် I'm shivering. I'm shivering. ငါချမ်းမီးတုန်နေတယ်စသဖြင့်အစားထိုးအသုံးပြုနိုင်ပါတယ်ကဲဒါဆိုရင်တော့အဆုံးသတ်အနေနဲ့နေမကောင်းဖြစ်နေတဲ့သူတယောက်ကိုဘယ်လိုမျိုးအပိစကားပြောနိုင်မလဲဒါဆိုရင်တော့သူ့ကိုအမြန်ဆုံးသက်သာလာပါစေနေကောင်းပါစေဆိုတဲ့သဘောမျိုးနဲ့ get well soon get well soon ဒါမှမဟုတ်ရင်လည်း feel better soon feel better soon စသဖြင့်သုံးနိုင်ပါတယ်သူ့ရဲ့အရှိမ I hope ဆိုတာထည့်ပြီးတော့လည်းအသုံးပြုနိုင်ပါသေးတယ်ဥပမာ I hope you get well soon. I hope you feel better soon. ကဲဒါဆိုရင်တော့နေမကောင်းဖြစ်တဲ့အခါမှာအသုံးပြုနိုင်မဲ့ English vocabulary နဲ့ speaking pattern တချို့ကိုလေ့လာလိုက်ရပြီးတော့မှန်မှန်ကန်ကန်အသုံးချသွားနိုင်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်